မိန်းကလေးတယောက်မှငွေရှာနိုင်တဲ့အရေးချင်းနဲ့စွန့်လွတ်ရဲတဲ့တတိရှိဖို့ပဲလိုတယ်တဲ့ဒါဟိုတနေ့အေး comment တစ်ခုဖတ်လိုက်ရတာပေါ့နော်တေချာပြန်စဉ်းစားကြည့်တအားမှန်တယ်ပထမတစ်ခုကတော့လူတိုင်းလိုလုံနိုင်တယ်စူးစမ်းမယ်ဆိုရင်ဖြစ်နိုင်တဲ့အရာစူးစမ်းမယ်တကယ်လဲလုံမယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဒါပေမဲ့တို့မိန်းမသားတွေအတွက်တအားကိုခက်ခဲတာတော့ဒုတိယတစ်ခုဖြစ်တဲ့စွန့်လွတ်ရဲတဲ့တတိပဲဖြစ်ပါတယ်စွန့်လွတ်ရဲဖို့အတွက်ကကျမတို့မိန်းကလေးတွေအနေနဲ့တော်တော်ကြီးတတိမွေးယူမှရတဲ့အရာပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့ကိုပြုတ်လိုက်တဲ့အိမ်ထောင်တစ်ခုကမကောင်းနေဘူးမိသားစုမျက်နှာကြောင့်ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ်အဲ့ဒီအရာတွေကိုတီးခန့်ပြီးတော့အေးတို့တွေနေနေရဒါပေမဲ့အေးတို့တွေအနေနဲ့မစွန့်လွတ်ပဲတီးခန့်လိုက်တော့ဘာတွေဖြစ်လာမလဲကိုယ့်ပေါ်မကောင်းနိုင်ချက်ချင်းကွာခိုင်းတာစွန့်လွတ်ခိုင်းတာမဟုတ်ဘူးဒါပေမဲ့ကိုကအများနဲ့တီးခန့်နေရတယ်ကိုကကြီးပဲနာကျင်နေရတယ်ကိုကကြီးပဲခံနေရတယ်ဆိုတာအတိတ်ပဲမရှိတော့ဘူးဆိုတော့ပြောချင်တာအိမ်ထောင်ရေးပေါ့နော်အဲ့လိုသမီးစားဆက်ဆံရေးလည်းအတိုင်းပဲကိုတွေတွဲလာတာကြာပြီးပတ်ဝန်းကျင်ကပြတ်သွားရင်ဘယ်လိုပြောမလဲကိုတွဲနေတဲ့လူကလည်းကိုယ့်ပေါ်မကောင်းနေဘူးလေအဲ့ဒါယူတီးခန့်လိုက်တော့ကောဘာအကျိုးရမှာလဲအဲ့ဒီအချိန်မှာဒါစွန့်လွတ်ရတဲ့တတိရှိပြီးလမ်းခွဲလိုက်အေးတို့တွေအနေနဲ့ကဒါကောင်းဖို့တွေပဲဖြစ်လာမှာပေါ့နော်ဆိုတော့ပြောချင်တာကအဓိကကိုကဒီဒုတိယတစ်ခုကမိန်းကလေးတိုင်းမှာစွန့်လွတ်ရတဲ့တတိရှိဖို့အရင်ကကက်ခဲပေမဲ့ပထမတစ်ခုဖြစ်တဲ့ငွေရှာနိုင်တဲ့အရေးချင်းတာကို့မှာရှိမယ်ဆိုရင်တော့ဒါကိုကအားကိုးရှိသွားပြီဒါကိုအားကိုးတတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒုတိယတစ်ခုဖြစ်တဲ့ကို့အပေါ်မကောင်းတဲ့သူတွေကိုအေးရိုတွေနေကစွန့်လွတ်ရလာလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲ့နှစ်ခုကတွန်တွဲနေတာတစ်ခုမရှိရင်တစ်ခုရှိမှရမှာ။အနည်းဆုံးတော့မိန်းကလေးတယောက်ကအဲ့ဒီနှစ်ခုမှာတစ်ခုမဟုတ်တစ်ခုကတော့ရှိကိုရှိသင့်ပါတယ်။ဆိုဒီနေ့ဒီຢာလေးကိုအမျိုးသမီးတွေအတွက် sharing လေးလုပ်ပေးချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။